အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အုံနုနဲ့လေးမွေးပြီးအရသာချူချူစင်စင်လေးနဲ့စားလို့အရန်ကောင်းတဲ့ငွေထမင်းလေးပြုလုပ်မှာဖြစ်ပါတယ်ရှင်ငွေထမင်းပြုလုပ်ဖို့အတွက်ကောင်းရင်းဆန်ပေါင်းအောင်ဆန်ချင်းခွက်နဲ့3ခွက်သုံးထားပါတယ်ရှင်ကောင်းရင်းတွေကိုရေနဲ့တိချလေးအရင်ဆုံးစီးထားလိုက်ပါမယ်ကျမတော့ရေနဲ့3ထပ်လောက်စီးထားပြီးလိုက်ပါတယ်ရှင်ရေစီးထားတဲ့ကောင်းရင်းဆန်လေးကိုတညရေစိမ်ထားပြီးပါမယ်တကယ်လို့တညအချိန်မရဘူးဆိုလို့ရှိရင်လည်းအနည်းဆုံး9နာရီလောက်တော့စိမ်ထားပြီးဖို့လိုအပ်ပါတယ်ရှင်။တညရေစိမ်ထားတဲ့ကောင်းရင်းဆန်တွေကိုရေစီးပြီးတော့စကားလေးနဲ့စစ်ထားပြီးလိုက်ပါမယ်ရှင်။ပြီးရင်တော့ဒီငွေထမင်းထိုးမဲ့အိုးတွေကိုထည့်ထားပြီးလိုက်ပါမယ်။ကျမကတော့မကက်အိုးလေးနဲ့ပဲထိုးမှဖြစ်ပါတယ်ရှင်။အချိုရတာအတွက်ကိုတော့တကြားကိုထမင်းစားဆုံးနဲ့6ဆုံးထည့်ပါတယ်ရှင်။ဒါသာဒီလေးပင်ပင်ဖြစ်အောင်လို့စားလက်ဖက်စားစွန်းနဲ့တစွန်းစားလောက်ထည့်ပါမယ်ရှင်။အုံတို့ကိုတော့ပေါင်းအောင်ဆန်ချင်းခွက်နဲ့တစ်ခွက်ထည့်ပါတယ်။နောက်ထပ်လိုအပ်တဲ့ရေကိုတော့ပေါင်းအောင်ဆန်ချင်းခွက်နဲ့တစ်ခွက်နဲ့တစ်ဝက်ထည့်ထားပါတယ်ရှင်။အခုလုပ်တဲ့အချိုးစားဆိုရင်တော့ကောင်းညင်းဆန်3ခွက်ကိုရေကို2ခွက်ခွဲထည့်ထားပါတယ်ရှင်။ဒီနေထားလေးဆိုရင်တော့မပြော့မမာလေးနဲ့အနေတော်လေးပဲဖြစ်ပါတယ်။ပြီးရင်တော့အားလုံးကိုတမသွားအောင်လို့တတိချက်ချလေးမှုပေးပြီးတော့မီးဖို့ပေါ်မှာတင်ပြီးတော့မီးအားအနည်းဆုံးလေးနဲ့ပဲတည်ထားပေးပါလိမ့်ရှင်တည်ထားပြီးတဲ့အချိန်မှာလည်းအိုးမကက်ရအောင်လို့မကြာခဏလေးတော့မှုပေးဖို့လိုအပ်ပါတယ်ရှင်ကျမတော့9မိနစ်ချတစ်ခါလောက်မှုထားပေးပါတယ်15မိနစ်လောက်တည်ပြီးလို့ဒီကောင်းရင်းကအုံလုံးနဲ့ရေကိုစုပ်ယူပြီးတော့ရေလေးခမ်းသွားပြီဆိုရင်တော့အဖုံးမပိတ်တော့ဘဲနဲ့အဆက်မပြည့်လေးမှွေထားပြီးလိုက်ပါတယ်ရှင်ဝင်လာပြီးရင်လည်းရေလေးလုံးဝခံပြီးတော့ကောင်းရင်းဆန်လေးတွေကနုနဲ့ပြီးခုလိုမျိုးတလုံးတစ်ပြေးအနေထားလေးရောက်ပြီဆိုရင်တော့ဇွန်လေးနဲ့အပေါ်ကနေပြီးတော့ဖိပြီးတော့ပုံသွင်းထားပြီးလိုက်ပါမယ်ရှင်ပြီးရင်တော့အဖုံးလေးအုပ်ပြီးတော့မီးအားအနည်းဆုံးလေးနဲ့ပဲနှက်ထားပေးပါတယ်ရှင်။နှက်ထားတော့မှလည်းဒီအဖုံးမှာကပ်နေတဲ့ရေငွေလေးတွေအိုးလေးကိုပြန်မကျသွားအောင်လို့ဖယ်ပေးရပါတယ်ရှင်။မဟုတ်ရင်ကောင်းကျင်သားကပူပြီးတော့ပျော့သွားတတ်ပါတယ်။ဒါကတော့မီးအား100လောက်နဲ့10မိနစ်လောက်နှက်ထားပေးပြီးတဲ့အနေထားလေးပါရှင်။ဒီအနေထားလေးမှာစားပင်ဆိုရင်လည်းရပါတယ်။ဒါပေမဲ့ကျမကတော့ကောင်းကျင်သားလေးတွေကိုပို့ပြီးတော့နူးနူးနဲ့နဲ့လေးရချင်တာမို့လို့ဒီအောက်ခြေဘက်ကိုရောင်းမလေးနဲ့အခုလိုမျိုးလှည့်ပြီးတော့ခွာလိုက်ပြီးတော့အိုးဖုံးလေးပေါ်ကိုပဲပြင်ပြီးတော့မှောက်ချလိုက်ပါတယ်ပြီးရင်တော့နောက်ထပ်တစ်ဖက်ကိုလည်းမီးအားအနည်းဆုံးလေးနဲ့ပဲအဖုံးလေးအုပ်ပြီးတော့2မိနစ်လောက်ထပ်ပြီးတော့နှက်ထားပေးလိုက်ပါတယ်ရှင်နောက်ထပ်2မိနစ်လောက်နှက်ထားပြီးပြီဆိုရင်တော့လုံးဝအေးသွားတဲ့အထိအေးခံပြီးသုံးဆောင်ဝယ်ပကံလေးတွေကိုထည့်ပြီးတော့မိမိကြိုက်နှစ်သက်တဲ့ပုံစံလှိဖြတ်ပြီးတော့သုံးဆောင်လို့ရပါပြီ။အုံနုနဲ့လေးတင်ပြီးအရသာကလည်းချိုစိတ်လေးဆိုတော့အရန်စားလို့ကောင်းတာမို့ငွေထမင်းကြိုက်တဲ့သူတွေဒီနေ့လေးအတိုင်းအလွယ်တကူလှုပ်ရှားကြည့်ပါနော်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးထူးတင်ရှိပါတယ်ရှင်။ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒါဆိုနောက်ထပ်ဗီဒီယိုအသစ်လေးတွေမှာပြန်ပြီးတွေ့ကြမယ်နော်။